ဆို mind management ဆိုလာမေးကြတာပေါ့နော်အမှ mind ကို control လုပ်တယ်လို့ပြောကြတယ်တကယ်ကျတော့ mind ကို control လုပ်လို့မရအောင်ဒါ mind ကို control လုပ်ရင်ပူဆိုးတတ်တယ်အဲ့တော့တချို့ LBM မှာသင်တာ living being mindful မှာသင်တာကြတော့ mind ကို control မလုပ်ခိုင်းဘူး mind ကို management လုပ်ခိုင်းတာစီမံခန့်ခွဲခိုင်းတာအဲ့လိုသိဖို့ဟာကဘယ်လိုမျိုးလုပ်မလဲဆိုလို့ရှိရင်တော့ तू ကစီမံခန့်ခွဲတာဘယ်လိုလဲဆိုလို့ရှိရင်အသေးစိတ်သိဖို့လိုတယ်စိတ်နဲ့ပတ်သက်လို့အသေးစိတ်သိဖို့လိုတယ်စိတ်ရဲ့သဘာဝကိုသိဖို့လိုတယ်စိတ်ရဲ့ဒီ system တွေကိုသိဖို့လိုတယ်ပေါ့နော်တကယ်တမ်းကျတော့စိတ်ကဘယ်လို control လုပ်မလဲဆိုရင်လာတဲ့စိတ်ကိုကိုကလာနေတဲ့အကြောင်းပဲသိလိုက်ရမယ်လာတဲ့စိတ်ပေါ်မှာကိုကလက်ခံရတယ်လက်ခံပြီးတော့မှဒီစိတ်တွေအနောက်မှာခံစားချက်ပါတတ်တာကိုသိရမယ်ခံစားချက်ပြီးလို့ရှိရင်သူကအပြုတ်မှုတွေပါလာတာကိုသိရမှာပေါ့နော်အဲ့တော့အပြုတ်မှုပါပြီးလို့ရှိရင်တခါ impact ဖြစ်တယ်ပေါ့နော်အဲ့လိုဒီလိုမျိုးစက်ဝိုင်းထဲမှာရောက်နေတာကိုသိရမယ်ပြီးတော့စိတ်ဆိုတာကလည်းပြက်လွင့်နေတာဆိုတော့ဘယ်လိုမျိုးစူးစီးမလဲဆိုတာကစိတ်ရဲ့သဘာဝကတော့ပြောမယ်ဆိုမြင်နေကြားတဲ့ထိရတွေ့ရရတာရှိတဲ့အပေါ်မှာတွားပြီးတော့မှသူက collect လုပ်နေတာပဲသိရမလားကောင်းတယ်ဆိုးတယ်ဆို collect လုပ်နေတာဘယ်လိုမျိုးမျိုးစုံလို့ထင်တွေးနေတာပေါ့ဆိုတော့အမိုက်ပုံကြီးလိုပဲ mind อ่ะအဲ့တော့ဒီ mind ကိုဘယ်လိုမျိုး clear လုပ်မလဲဆိုရင်တစ်ခုချင်းစီကို distinguish ပေါ့နော်တေချာသိဖို့လိုတယ်တေချာနားလည်ဖို့လိုတယ်ပြီးတော့မှတစ်ခုချင်းပြန်ပြီးတော့မှဘယ်လိုပြန်ဆက်သွယ်ပြီးအလုပ်လုပ်မလဲဆိုတာပေါ့နော်ဒါ management ပဲပေါ့နော်ဒါကြောင့်မလို့ဒီ LBM မှာဆိုလို့ရှိရင်စိတ်နဲ့ပတ်သက်လို့အကုန်လုံးဘယ်လိုမျိုးတစ်ကနေကကြည့်ပေါ့နော်ကကြက်နေအားဒီအကုန်လုံးသင်ပေးတယ်ပေါ့နော်စိတ်နဲ့ပတ်သက်လို့လုံးဝ relax ဖြစ်သွားမယ် calm ဖြစ်သွားမယ်ပြီးလို့ရှိရင် peace of mind ဖြစ်သွားစေရမယ်ပေါ့နော်ဒါကြောင့်မလို့ LBM ကိုလည်း mind နဲ့ပတ်သက်လို့ဖိတ်ခေါ်ပါတယ်လို့